မိတ်ဆွေများအားလုံးမင်္ဂလာပါမိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့ပြပေးမယ့်ချောင်းရလေးကတော့ဒီဖားပိုင်ပေါက်လေးပေါ့နော်ဒါကတော့24ဘော်ရီနဲ့ဆိုင်ကယ်ခွေရှင်းနောက်တက်ဆင်ထားတဲ့ဘိန်းလေးပဲဖြစ်ပါတယ်ဒီဘိန်းကိုကျွန်တော်ကိုဝါရင်းလိုက်နေတာပေါ့နော်ဝါရင်းလိုက်တဲ့နေရာမှာလည်းကျွန်တော်အတက်နိုင်ဆုံးsocket တွေနဲ့ပြုလုပ်ပေးထားတာဖြစ်လို့အချိန်တော့တော်တော်လေးပေးရမယ်ဘိန်းမျိုးစားထဲမှာပါရပေါ့နော်ကတ်ကတော့လုံမနီ36ဖို့450ဝက်ကတ်ကိုသုံးထားတယ်ဒါတော့ customer ကျွန်တော်ကိုလာပေးထားတဲ့ lithium battery ပေါ့နော်အောက်မှာပန်ကားလေးပါတက်ထားတယ်ကျိုးတွေမချွမ်းရသေးဘူးလောလောဆယ်ကျွန်တော်တက်ရက်ပြအောင်နေရာချထားတာပေါ့နော်ဒီမှာဆိုရင်တွဲဖို့ချိန်နဲ့ကတ်တွေနေရာမချသေးဘူးကျိုးတွေလည်းမချွမ်းရသေးဘူးအခုမှကျွန်တော်လောလောဆယ်ဘိန်းလဲအောင်လို့ socket တွေ join ထားအောင်မှရှိသေးတယ်သွားမယ်အစိပ်ပိုင်းနေနည်းနည်းများရပေါ့နော်ဒီမှာဆိုရဲဒါကျွန်တော်ဂျပန်ဂျိုးတွေနဲ့တေချာလေးကိုတွဲထားပေးရပါတော့ဒီမှာဖောက်မီးတွေပါမယ်ပြီးသွားတော့တော်တော်လေးမိုက်သွားမှာပေါ့နော်